ယ်လိုဟုတ်ကဲ့ဟုတ်ဆရာက950လေးဟုတ်ဆိုးအောင်ဖြစ်သွားပြီရှင်ဟုတ်ကဲ့ဟုတ်ကိုဖုန်းလေးခဏလောက်ကင်ထားပေးပါဦးနော်ဟုတ်ကဲ့ဟုတ်ဟယ်လိုဟုတ်ကဲ့ဟုတ်တိုက်ရလေးကဆိုးအောင်ဖြစ်သွားပါပြီရှင်ဟုတ်ကဲ့ကိုဖုန်းလေးခဏလောက်ကင်ထားပေးပါဦးနော်ဟုတ်ကဲ့ဟုတ်ဆရာက950လေးဟုတ်ဆိုးအောင်ဖြစ်သွားပြီရှင်အကားလေးကလည်းဆိုးအောင်ဖြစ်သွားပြီရှင်ကျေးဇူးပါညီမပြန်ဆက်သွယ်ပေးပါမယ်နော်ဟုတ်ကဲ့ပါဟုတ် quality ပဲဖြစ်တဲ့ကားတွေကဈေးကွက်တိုင်းမှာနှစ်ခါပြန်တွေ့ရဖို့မလွယ်ဘူးဆိုပေမဲ့မျော်လင့်တာအထက်ဒီကားတွေကိုသဘောကျတဲ့လူတွေများနေတာတော့အမှန်ပဲဒါပေမဲ့သူတို့အတွက်ကြတော့လည်းအချိန်တစ်ခုစဉ်းစားဖို့လိုတယ်ထင်ပါတယ် quality ပဲကားတွေကြတော့လေကိုဆုံးဖြတ်ပြီးတဲ့အချိန်ထိအဲ့နေရာမှာရှိချင်မှရှိတော့မှာကိုရန်ကကားကောင်းတွေကိုကြိုက်တတ်တယ်လို့မျိုးကိုလူတွေကိုလည်းအကောင်းဆုံးဆိုတာတွေပေးခြင်းတယ် ဒီလောက်စိတ်ဝင်စားလို့များနေရတာစီးရောဘာလို့ကားတက်တယ်မတင်သေးရလဲမသိ limited ဖြစ်တဲ့ကားတွေ quality ပဲဖြစ်တဲ့ကားတွေတကယ်ကိုရှားပါတယ်ဆိုတဲ့ကားတွေအဲ့လိုကားတွေကိုပဲ show နဲ့မှပြည့်နေစေခြင်းတယ်အဲ့လိုမှမဟုတ်ရင်တော့လေ